ပြည်ပကိုရွှေတဲ့လက်ဝဲရတနာရွှေနဲ့ပြုလုပ်ထားတဲ့အမှုပညာပစ္စည်းနဲ့သုံးဆောင်ပစ္စည်းတွေကိုပြန်လည်တင်ပို့သွားဖို့စီစဉ်နေကြောင်းရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း YGEA ကနေသိရပါတယ်။2020ပြည့်နှစ်မတိုင်ခင်ကဂျပန်နဲ့တောင်ကိုရီးယားနိုင်ငံတွေကိုရွှေတဲ့လက်ဝဲရတနာတွေတင်ပို့ခဲ့ပေမဲ့အဲ့ဒီကာလနောက်ပိုင်းတင်ပို့မှုတွေမရှိသလောက်နေပါသွားတဲ့အကြောင်း YGEA တာဝန်ရှိသူကပြောပါတယ်။အဲ့ဒါတွေကြောင့်ပဲရန်ကုန်မြို့မှာရှိတဲ့ရွှေပတိန်လုပ်ငန်းလုပ်ကင်သူ1000ကျော်အလုံးလက်မဲ့ဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။ခုတော့ပတိန်လုပ်ငန်းလုပ်ကင်သူတွေကိုအလုပ်ပြန်ပေးနိုင်ရေးအတွက်ရွှေတဲ့လက်ဝဲရတနာတွေကိုပြည်ပဝယ်လက်နိုင်ငံတွေထံပြန်လည်တင်ပို့နိုင်ရေးပြင်ဆင်နေတာလို့ပြောကြားချက်အရသိရပါတယ်။နိုင်ငံတကာဈေးကွက်မှာလည်းရွှေတဲ့နဲ့ပြုလုပ်ထားတဲ့အဆောင်လက်ဝဲရတနာကိုကြိုက်နဲ့တတ်တာကြောင့်ဒီဈေးကွက်ကပြန်လည်ဖွံ့ဖြိုးတိုးတက်လာမယ်လို့ YGEA တာဝန်ရှိသူကဆိုပါတယ်။ပြည်ပကိုရွှေတဲ့တင်ပို့ရမှာလည်း12ပဲရည်နဲ့ပြုလုပ်ထားတဲ့ရွှေတဲ့တွေကိုအများဆုံးတင်ပို့ရောင်းချမှာဖြစ်တာကြောင့်အယောင်းဝယ်အဆင်ပြေနိုင်မယ်လို့သိရပါတယ်။လက်ရှိရန်ကုန်တိုင်းဒေသကြီးမှာရွှေဆိုင်1000ကျော်ခန့်တသက်တုရွှေဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရရှိထားပြီးလဆင်ဆိုင်အသစ်2ဆိုင်ခန့်ဖွင့်လှစ်လာတယ်လို့သိရပါတယ်။နိုဝင်ဘာလ19ရက်နေ့မှာကမ္ဘာရွှေစင်းတို့ဟာတောင်ဆအမေရိကန်ဒေါ်လာ4085ရှိနေချိန်တသက်တုရွှေရည်ညွှန်းစစ်ကော်မတီကစံချိန်မီရွှေတစ်ကျပ်သားစီ59သိန်း9000ကျပ်သတ်မှတ်ထားကြောင်းပါခင်ဗျာ။